င်မောတက်တဲ့ထံဦးတီလာနေတဲ့တော်ပီတိုကိုမြင်လိုက်ရပါတယ်ထိုထိခိုက်မှုကြောင့်နင်းမြုပ်တော့မဲ့သင်္ဘောပေါ်ကခုန်ချဖို့ပြင်ပြီးမှအထက်မှာတော်မီတို့ပိတ်မိနေတာမို့တကားဖွင့်ပေးခဲ့တဲ့ဂက်ဆန်ကြောင့်အချို့တဝက်လွတ်မြောက်လာပြီးမဲ့ဝမ်ဘိုက်ထဲကအများစုဟာသင်္ဘောနဲ့အတူနင်းမြုပ်သွားပါတယ် Rolls-Royce engine နဲ့ Spitfire လေယာဉ်တွေကိုနောက်လည်းမကြည့်ပဲပြောပြနေတဲ့ Mr. Dawson ကဒါဟာတော်ဝင်လေတပ်ရဲ့အကောင်းဆုံးလေယာဉ်တွေလို့ George ကိုရှင်းပြနေပါတယ်ပီတာလောချထားတဲ့အခန်းထဲကနေအပြင်ပြန်ထွက်လာတဲ့စစ်သားဟာခမားတို့ပြန်မလဲဘူးပေါ့လို့မင်းနေရနဲ့အလုပ်ရှိသေးကြောင်းရှင်းပြတဲ့အခါဒီအပန်းဖြေလေနဲ့အသက်မပြည့်သေးတဲ့ကလေးတွေခေါ်ပြီးဘာလို့မှလဲဆိုတဲ့အတွက်ဂျာမန်တွေသာရေလက်ချားကိုဖျက်နိုင်ခဲ့ရင်အိမ်ဆိုတာမရှိတော့မှာမို့သူရောသူကလေးတွေကိုပါစစ်ပွဲတွေပါခွင့်ပေးထားလို့တုံ့ပြန်ပါတယ်စက်မောင်းလို့မရတော့တဲ့လေယာဉ်တွေကကောလက်စာဖာရီယာရဲ့စီက15ကလမ်းပဲကြံတော့မယ်လို့အသိပေးရင်ပင်လယ်ထဲရှက်ဆင်းသွားပါတယ်အနားမှာကယ်ဆယ်ရေးလေတစ်စီရောက်လာပြီးမို့သူ့ရဲဘော်တွေကိုနှုတ်ဆက်ခါပြန်လှည့်ပြေးသွားတဲ့ဂျာမန်လေယာဉ်နောက်ကိုလိုက်သွားပါတယ်တော်ပီတိုကြောင့်ရေထဲနေသူတွေကိုစီရီပေးနေတဲ့အတွက်တက်ကက်လေးပေါ်ပေးမတက်ခဲ့ပဲရေထဲမျောနေရန်ပြစ်ထားခဲ့ပါတယ်မစ္စတာဒေါ်ဆင်ကတော့စစ်ပွဲကနေပုံရှောင်နေလို့မရပဲအခုသူတို့သွားနေတာကနိုင်ငံတော်အမိန့်နဲ့လို့ရှင်းပြပေမဲ့နောက်ပြန်လှည့်ဖို့ပြဿနာရှာနေတဲ့စစ်သားဟာရုံရင်ကန်ရင်ဂျော့ချ်ကိုတွန်းချမိလိုက်ပါတယ်စီနန်းငယ်သာကြံတော့တဲ့ဖာရီယာတယောက်စိတ်ကန်းကိုဒုက္ခပေးမဲ့ဂျာမန်ဘုံချက်လေယာဉ်ကိုခက်ခဲစွာလိုက်လံပစ်ချလို့အပြီးနင်းမြုပ်နေတဲ့သင်္ဘောတွေကိုကြည့်နေချိန်နောက်မှရန်သူလေယာဉ်တစ်စီးကိုမြင်လိုက်ရပါတယ်ဒန်ကတ်ကလွတ်ချင်လို့နီးမျိုးစုံလက်သားထွက်ပြေးခဲ့ကြတဲ့တိုမီတို့ကတော့ဂျာမန်ယူဖို့လက်ချက်ကြောင့်ကမ်းခြေကိုပြန်ရောက်လာပြီးဖြစ်ပါတယ်တက်ကက်လေးနဲ့ထွက်ပြေးနေသူအချို့လည်းဒီရီတက်နေတဲ့ပင်လယ်ကြောင့်လက်လျှော့လိုက်ရပြီးမျော်လင့်ချက်မဲ့စွာထိုင်နေကြတဲ့တိုမီတို့ရှေ့တင်စစ်သားတယောက်ကပင်လယ်ထဲခုန်ချတက်သေးသွားပါတယ်ဗြိတိရှစစ်သားအချို့ကတော့ကမ်းခြေကိုပြန်မျောလာတဲ့အလောင်းတွေရဲ့အခြေအနေကြောင့်ဒီရီတက်လာရင်စိတ်ကံတရားဖြစ်အသုံးပြုဖို့ကားတွေနဲ့ပြင်ဆင်နေပါတယ်လမ်းလျှောက်လာတဲ့တပ်စုတစုကိုဘယ်သွားမလို့လဲမီတော့ဒီရီတက်နေပြီမို့တောင်တင်နေတဲ့သင်္ဘောနဲ့ကမ်းကခွာနိုင်မယ်ဆိုတဲ့အတွက်နောက်ကလိုက်သွားကြပါတယ်ဒဏ်ရာရနေတဲ့ဂျော့ချ်ကသူ့ရဲ့နောက်ဆုံးအချိန်လိုအမှားစကားတွေပြောနေပြီမို့ပီတာတယောက်သူ့တငယ်ချင်းကိုပြန်ကောင်းသွားမှာပါလို့အားပေးပေမဲ့ကျောင်းမှာဘာမှမလုပ်နိုင်ခဲ့တဲ့သူဟာဒီစွန့်စားကန်းကြောင့်နိုင်ငံတော်တည်င်းမတော်ပါရင်ပါလာမှာလို့သူ့ဖခင်ကိုပြောပေးဖို့မှရင်မျက်လုံးတွေလည်းမမြင်ရတော့လို့မရတော့ဘူးလို့ဆိုပါတယ်ခန်းစစ်စီးကိုမတားနိုင်တော့လို့ပြင်သစ်တို့စိတ်ကန်းထန်ဆုတ်လာပြီဆိုတဲ့သတင်းကြောင့်ကိုမန်နာထန်သတင်းပို့နေတဲ့တက်ချက်ဟာယူဘုတ်တွေကြောင့်အထိကိတ်များသွားတဲ့အဖျက်သင်္ဘောတွေရောလို့မိပါတယ်လောလောဆယ်ဒီစိတ်ကန်းအနီးကိုအဖျက်သင်္ဘောတစ်စီးနဲ့တိုက်လေရင်အချို့သာရောက်လာမှာဖြစ်ပြီးကျန်နာတွေကိုတော့ဗြိတိန်ကျုံးကိုကာကွယ်ဖို့သုံးပါလို့ရှင်းပြရင်အရက်သားလှင်ငယ်လေးတွေရောက်လာလိမ့်မယ်လို့ဆိုပါတယ်အဖျက်သင်္ဘောတွေသာလိုချောင်းပြောနေတဲ့တက်ချက်အားသူသာဆိုရင်တော့ဘုံကျဲခံရမှာထက်လိုင်းကိုရင်ဆိုင်မယ်လို့ပြောနေချိန်အဖျက်သင်္ဘောကိုလှမ်းမြင်လိုက်ရပါတယ်တောင်တင်နေတဲ့လေထံရောက်လာကြတဲ့စစ်သားတွေကရန်သူတွေအချိန်မရွေးရောက်လာနိုင်တာမို့လေရဲဝမ်ဘိုက်ထဲကနေဒီရီတက်တဲ့အထိစောင့်ဖို့ပြင်ပါတယ်ဖာရီယာတယောက်စီဘလောက်ကြံလည်းမသိပဲရန်သူလေနောက်လိုက်နေရပြီးတားပြက်သူပီတာကဂျော့ရှက်အခြေအနေမကောင်းလို့ပြန်လှည့်မလာမေးပေမဲ့သူတို့အတော်ဝေးဝေးကိုရောက်လာကြောင်းပြောနေချိန်ရှေ့တက်ကမိုင်းရှင်းသင်္ဘောထံချင်းကပ်လာတဲ့ဂျာမန်လေရင်ကြောင့်အသက်ရှင်သူတွေကိုကယ်ဖို့ပြင်ရမယ်ဆိုတဲ့ပီတာငါတို့ရှင်အောင်လုပ်ရမှာလို့ဖြေပါတယ်လေထဲမှာအဲလက်စ်ကဒီတက်ပီလာစစ်စေးရန်စကားမပြောတဲ့ဂစ်ဆန်ကိုထွက်ကြည့်ခိုင်းပေမဲ့သူမကြည့်ချင်ကြောင်းညင်းနေရတဲ့တိုမီကပဲထားကြည့်တော့ရေကအခုမှလှေကိုထိအောင်သာရှိသေးတဲ့အတွက်စိတ်ပြတ်သွားပါတယ်အဖျက်သင်္ဘောကိုဦးတီလာနေတဲ့ဟင်ကယ်လင်ကိုတော်ဝင်လေတက်ကလိုက်လံပစ်ချခဲ့ပြီးလေပေါ်ကစစ်သားတွေကသူတို့ကြားလိုက်ရတဲ့ခြေတံကြောင့်အောက်ဆင်းလာတဲ့လူကိုဝိုင်းဖမ်းတော့နယ်သာလန်လူမျိုးတယောက်ဖြစ်နေပါတယ်ဂျာမန်တွေရောက်လာမှဆိုလို့ဒီရီတက်တဲ့အထိလှေထဲမှာမနေပဲပုံနေကြောင်းရဲ့အခုဒီရီတက်လာပြီးမဲ့ရေပေါ်ပေါ်ဖို့ကကြာအောင်မဲ့အကြောင်းပြောနေစဉ်အပြင်ကနေတနက်နဲ့ပြစ်လာပါတယ်ပီတာတို့လမ်းမြင်လိုက်တဲ့ပြက်ကျနေတဲ့လေယာဉ်ထဲမှာလေဒီမဖွင့်ပဲရှက်ပြေးဆင်းသွားတဲ့ကောလက်စ်ဖြစ်ပြီးရေထဲမှာတကားဖွင့်မရပဲညံ့နေတာမို့အင်ဂျင်ကိုအရှိန်တင်နေတဲ့မစ္စတာဒေါ်ဆန်ဟာသူတေလောက်ပြီးအဖေလို့တတိပေးပေမဲ့အသက်ရှင်နေမှာပေါ့လို့ပြန်អော်ပါတယ်